စစ်လော်ဘီငါးမင်းဆွေကိုကြိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှုနှင့်စခန်းမှုကလာဖမ်းပြန်အရှင်အဖမ်းမခံပဲအလောင်းသာရမည်ဟုငါးမင်းဆွေတုံ့ပြန်ဧပြီလ9ရက်4လ2026ခုနှစ်မွန်ပြည်နယ်ကြိုက်ထိုမြို့နယ်တွင်နေထိုင်သောစစ်လော်ဘီငါးမင်းဆွေကိုကြိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှုနှင့်စခန်းမှုကလာရောက်ဖမ်းဆီးနေပြီး၎င်းအနေဖြင့်အရှင်အဖမ်းခံတော်မူမဟုတ်ပဲအလောင်းသာရမည်ဟုငါးမင်းဆွေကလူမှုကွန်ရက်မှာတဆင့် live လွှင့်၍တုံ့ပြန်ပြောဆိုသည်ယနေ့ဧပြီလ9ရက်နေ့မွန်းလွဲ2နာရီဝန်းကျင်ချိန်မှစတင်၍ငါးမင်းဆွေကသူ၏တတော်လူမှုကွန်ရက်စာမျက်နှာတဆင့် live လွှင့်ပြောကြားရာတွင်၎င်း၏နေအိမ်လေကားထိပ်တွင်ကြိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှုနှင့်ရဲစခန်းမှုကလာရောက်ဖမ်းဆီးနေကြောင်းငါးမင်းဆွေအကောင့်တို့မှတင်သောအကြောင်းအရာများမှာ၎င်းနှင့်မဆက်ဆိုင်ကြောင်း2024ခုနှစ်ဖမ်းဆီးခံခဲ့စဉ်ကလည်းငါးမင်းဆွေလူမှုကွန်ရက်အကောင့်တို့ကဆက်ရေးသားနေကြောင်းငါးမင်းဆွေအကောင့်တို့ကရေးသားမှုများသည်သူနှင့်မဆက်ဆိုင်ကြောင်းပြောဆိုသည်ကျွန်တော်ကပြောပြတယ်အရင်တခါတော့ကလည်းကျွန်တော်မဟုတ်ဖ ೇನೆ ကျွန်တော်ကိုလုတ်ပြီးပြီအဲ့ဒီတုန်းကလည်းအဲ့ဒီအကောင့်တို့ကကျွန်တော်ရဲစခန်းမှာအချုပ်ခံရစဉ်ကလည်းအကောင့်တို့ကဆက်ရေးနေတယ်ကျွန်တော်အင်းစိန်ထောင်မှာအချုပ်ခံရတော့လဲအကောင့်တို့ကဆက်ရေးနေတယ်ဒါအကောင့်တို့မှန်တိတိကြီးလေအဲ့ဒါမြို့နယ်မှုလို့ဖော်ထုတ်ပေါ်ဟုနားမင်းဆွေကရှင်းပြသည်ယခင်ကလည်းအကောင့်တို့မှန်တိလက်နှင့်ဖမ်းဆီးထောင်ချခဲ့ကြောင်းယခုတစ်ချိန်တွင်လည်းအဖမ်းခံလိုက်ပါကထောင်ချအုံမီထိကြောင်းထို့ကြောင့်အရှင်အဖမ်းမခံနိုင်ကြောင်းငါးမင်းဆွေကဆိုသည်ကျွန်တော်ကိုအရှင်တော့မရဘူးကျွန်တော်အလောင်းမဲ့ရမယ်မြို့နယ်မှုအလောင်းမဲ့ရမယ်ခမရတို့ကိုကျွန်တော်မယုံတော့ဘူးတခါကျွန်တော်ကိုမဟုတ်ဖ ೇನೆ လှုပ်ပြီးပြီဟုငါးမင်းဆွေကပြောဆိုသည်ယခုသတင်းဖော်ပြနေခြင်းကြိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှာမြို့နယ်မှုစခန်းမှုနှင့်ရဲတပ်ဖွဲ့ဝင်များကငါးမင်းဆွေ၏အိမ်ကိုတကားဖြတ်ကငါးမင်းဆွေကိုဝင်ရောက်ဖမ်းဆီးလျက်ရှိသည်2024ခုနှစ်နိုဝင်ဘာလအတွင်းကလည်းအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတည်ော်ခဲ့သောငါးမင်းဆွေကိုနိုင်ငံတော်တည်ငြိမ်အေးချမ်းပြပြစီမှုဖြင့်ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်းငါးမင်းဆွေကနိုင်ငံတော်တည်ငြိမ်အေးချမ်းစေရန်ရည်ရွယ်ကလူမှုကွန်ရက်စာမျက်နှာပေါ်တွင်လှုံ့ဆော်ခြင်းဝါဒဖန့်ရေးများပြုလုပ်ခဲ့သောငါးမင်းဆွေ Facebook အကောင့်ပိုင်ရှင်ဖြစ်သောမွန်ပြည်နယ်ကြိုက်ထိုမြို့နယ်ဖကလိတ်ကျေးရွာနယ်ငါးမင်းဆွေခဦးမင်းဆွေကို2024ခုနှစ်နိုဝင်ဘာလ10ရက်နေ့နက် 7:20 မိနစ်အချိန်လှိုင်မြို့မရဲစခိုင်းတွင်ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်ထဲကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့သည်။ယင်းနောက်စစ်တပ်ကနိုင်ငံတော်အကြီးအကျယ်ပြစ်လဲစေမှုပုံမှား905ကဖြင့်ငါးမင်းဆွေကိုထောင်ဒဏ်3နှစ်ချမှတ်ခဲ့ပြီး2025ခုနှစ်နိုဝင်ဘာလတွင်လူငင်းသက်တာဝင်ဖြင့်ပြန်လည်လွှတ်ပေးခဲ့သည်။ငါးမင်းဆွေသည်ခေတ်အဆက်စစ်တပ်ထောက်ခံသူဖြစ်၍2018ခုနှစ် NLD အစိုးရအာဏာရရှိအချိန်ငါးမင်းဆွေက2018ခုနှစ်မေလ16ရက်နေ့ကလူမှုကွန်ရက် Facebook စာမျက်နှာတစ်ဆင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုပြည်တံစာအမျိုးသမီးထက်ပင်ယုံညမ်းသည့်အမျိုးသမီးဖြစ်သည်ဟုရေးသားဝေဖန်ခဲ့ကြောင်းတက်နှင့်ဖြီသူကိုသွေးကွက်အောင်လုပ်နေသူဖြစ်သည်ဟုရေးသားဝေဖန်ခဲ့ကြောင်းထို့သောရေးသားပုတ်ခတ်မှုအတွက်2018ခုနှစ်စက်တင်ဘာလတွင်ငါးမင်းဆွေခဦးမင်းဆွေကိုနိုင်ငံတော်အကြီးအကျယ်ပြပြစေမှုပုံမှန်90ကဖြင့်ဖမ်းဆီးထောင်ဒဏ်9နှစ်ငွေဒဏ်တသိန်းကျခံစေရန်ရန်ကုန်အနောက်ပိုင်းခရင်တရားသွင်းကအမိန့်ချမှတ်ခဲ့ကြောင်းယင်းနောက်စစ်အာဏာသိမ်းပြီးနောက်2021ခုနှစ်တွင်လူငင်းသိပ်တာခွင့်ထင်သူပြန်လွတ်လာခဲ့တာထက်ပါ